ထိုင်းနိုင်ငံတောင်ပိုင်းကနေရာပေါင်း90ကျော်ကိုမနေ့ကဩဂတ်စ်22ရက်နေ့ညပိုင်းမှာတပြိုင်နက်တိုက်ခိုက်မှုမျိုးစုံကိုကြုံခဲ့ရပါတယ်။ဘာကြောင့်အခုလိုရုတ်တရက်အကြီးအကျယ်တိုက်ခိုက်ခံရလဲဆိုတာကိုရှင်းပြပေးတော့ပါမယ်။အားလုံးပဲမင်္ဂလာပါ။ဒီနေ့ကတော့ဩဂတ်စ်23ရက်နေ့ပါ။မနေ့ညပိုင်းဒီဩဂတ်စ်22ရက်နေ့စနေနေ့ည8:15လောက်ကစပြီးတော့ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်ပြည်နယ်တွေဖြစ်တဲ့နာရာသီဝတ်၊ယာလာပြီးတော့ပတ်တာနီပြည်နယ်၃ခုမှာမကြုံစဖူးဒီကြီးမားတဲ့တိုက်ခိုက်မှုတွေတပြိုင်နက်ဖြစ်ပွားခဲ့ပါတယ်။ကနဦးသတင်းတွေမှာနေရာ12နေရာလောက်ပဲလို့ထင်ခဲ့ရပါမယ်။တကယ်တမ်းထိုင်းစစ်တပ်ရဲ့နောက်ဆုံးအတည်ပြုချက်အရနေရာစုစုပေါင်း52နေရာတိတိမှာတိုက်ခိုက်တာခံခဲ့ရတာပါ။တိုက်ခိုက်သူတွေကအဖွက်ငယ်လေးတွေခွဲပြီးတော့ခရိုင်အများအပြားမှာဒီတစ်ချိန်နဲ့လှုပ်ရှားစနစ်ကျစီစဉ်ထားတဲ့တိုက်ခိုက်မှုတွေကိုလုပ်ခဲ့ကြရဖြစ်ပါတယ်။သူတို့ကအစိုးရရုံးတွေစက်သွယ်ရေးတာဝါတိုင်းနဲ့ပြည်သူတွေတုံးတဲ့ဒီအခြေခံအဆောက်အအုံတွေနဲ့ 7-Eleven လိုမျိုးကုန်စုံဆိုင်တွေကိုအဓိကပြတ်မှတ်ထားပြီးတော့ဝင်ပြီးတော့ဖျက်ဆီးခဲ့ကြပါတယ်။အဆိုးရွားဆုံးဖြစ်စဉ်ကတော့နာရာသီဝက်ပြည်နယ်မှာဖြစ်ခဲ့တာပါ။အဲ့ဒီမှာလက်နက်အပြည့်အစုံကင်ထားတဲ့လူ30လောက်ကဒေသနီကအုပ်ချုပ်ရေးရုံးတစ်ခုလုံးကိုဝင်ပြီးတော့ဒီစီးနင်းခဲ့ပါတယ်။သူတို့ကရုံးအဆောင်လုံခြုံရေးဝန်ထမ်းကိုကြိုးတုပ်ဖမ်းဆီးပြီးတော့ရုံးအဆောင်တစ်ခုလုံးကိုမိရှုခဲ့ပါတယ်။အဲ့ဒီနောက်ရုံးမှာရပ်ထားတဲ့အစိုးရပိုင်းမစ်ဆူဘီရှီကားကိုအနိုင်အောင်ပစ်ကတ်ကားတစ်စီးကိုလူယူပြီးတော့မောင်းနှင်ထွက်ပြေးသွားခဲ့ကြပါတယ်။ပတ်တာနီပြည်နယ်မှာဆိုရင်လည်း 7-Eleven ကုန်စုံဆိုင်ဒီဇိုင်းကိုည9နာရီလောက်မှာဒီဘုံခွဲပြီးတော့မိရှုခဲ့သလိုနောင်ချစ်ခရိုင်မှာလည်းမိသက်ကားတစ်စီးဝင်ရောက်မိရှုဖြစ်စီတာခံခဲ့ရပါတယ်။ဂျာလာပြည်နယ်မှာဆိုရင်လည်းအစိုးရပိုင်းကားကိုတောင်ပြီးတော့ဒီတာယာဆက်ရုံအလုပ်ဟာမျိုးတွေပြီးတော့စက်သွယ်ရေးတာဝါတိုင်းတွေပါမိရှုခံခဲ့ရပါတယ်။ဒါအပြင်တိုက်ခိုက်ရေးသမားတွေကလမ်းတွေပေါ်မှာတာယာခွင်းတွေကိုမိရှုတယ်။တန်မိုတွေကျဲထားခဲ့တဲ့အတွက်ဒီစက်သွယ်ရေးတွေပါအကြီးအကျယ်ပြတ်တောက်ခံခဲ့ရပါတယ်။ဒီလိုမျိုးများပြားတဲ့တိုက်ခိုက်မှုတွေကိုတပြိုင်နက်ဖြစ်လာတဲ့အတွက်ထိုင်းအစိုးရကလုံခြုံရေးကိုအမြင့်ဆုံးအဆင့်အထိချက်ချင်းတိုးမြှင့်လိုက်ပါတယ်။နာရာသီဝက်ပြည်နယ်အထူးတပ်ဖွဲ့ကတော့မနေ့ညပိုင်းဩဂတ်စ်22ရက်နေ့ည10:15ကနေပြီးဒီနေ့မနက်6နာရီအထိအရေးပေါ်ညမထွက်ရအမိန့်ကိုချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။ပြည်သူတွေအနေနဲ့အိမ်ပြင်လုံးဝမထွက်ကြဖို့နဲ့အာဏာပိုင်တွေရဲ့ညွှန်ကြားချက်ကိုတိတိကျကျလိုက်နာဖို့အထူးသတိပေးထားပါတယ်။အခုလက်ရှိမှာတော့ထိုင်းစစ်တပ်ရဲဘုံရှင်လေးအဖွဲ့တွေကတိုက်ခိုက်ခံရတဲ့နေရာ90ကျော်ကိုပိတ်ဆို့ပြီးတော့အထောက်အထားတွေရှာဖွေတာပျက်စီးဆုံးရှုံးမှုတွေကိုတွက်ချက်စစ်ဆေးတာတွေစတိုက်လှုပ်ဆောင်နေပါတယ်။ထိုင်းအာဏာပိုင်တွေဘက်ကတော့အခုလိုနေရာပေါင်းများစွာကိုတပြိုင်နက်တိုက်ခိုက်တာကဒေသခံပြည်သူတွေကြားမှာထိတ်လန့်ကြောက်ရွံ့မှုတွေဖြစ်လာအောင်ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်တာဖြစ်တယ်လို့ဆိုလိုပါတယ်။ကံကောင်းတာတစ်ခုကတော့အခုအချိန်ထိအသေးပြောက်စင်းရင်အတိအကျထွက်မလာသေးတာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေအများဆုံးစိုးရိမ်နေတာကတော့အုပ်ချုပ်ရေးရုံးကနေပြီးလူယူသွားတဲ့အစိုးရကားကိုအသုံးပြုပြီးတော့ကားပုံခွဲတာမျိုးတွေထက်လုံမလားဆိုတာဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီကားကိုအပူတပြင်းလိုက်ပြီးရှာဖွေနေပါတယ်။ထိုင်းနိုင်ငံတောင်ပိုင်းကခွဲထွက်ရေးအဖွဲ့တွေရဲ့ဒီတိုက်ခိုက်မှုတွေကိုမကြာခဏခံစားရလေရှိပေမဲ့အခုလိုမျိုးအတိုင်းအတာအကြီးကြီးမားမားဒီအကုန်လုံးစနစ်တကျစီစဉ်ထားပြီးတော့တိုက်ခိုက်ခံရတာကတော့အလွန်သတိထားကြကောင်းတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။အချိန်ပေးပြီးကြည့်ရှုနားဆင်ပြီးတော့ကျေးဇူးတင်ပါတယ်။အားလုံးပဲဘေးကင်းလွန်ကြပါစေ။